2D Agent YouTube Channel မှာကိုမများလုံးကိုနှွေးထွေးစွာကြိုဆိုပါတယ်ဒီတစ်ပတ်8ရက်6လ2026မှ10ရက်6လ2026ထိတိုက်ပတ်ကမဲ့ဖုမှုကျော်ဇာတို့ပတ်တီကိုဆရာပြောပြပေးပါမယ် channel ကိုလက်မလေးနှိပ်ပြီးတော့ပြေးကြပါဆရာရဲ့ channel ကို subscribe နှိပ်ရတဲ့ subscribe လေးနှိပ်ထားပြီးတော့ဆရာတင်တဲ့ဗီဒီယိုတိုင်းကိုလက်မလေးနှိပ်ထားပေးကြပါဒီဘက်မှာတော့ဆရာရဲ့ဖုမှုကျော်ဇာတို့ပတ်တီရတော့၄ပတ်တီဖြစ်ပါတယ်ဒီ၄ပတ်တီကတော်တော်လေးကိုကောင်းပါတယ်ဒီချိန်တော့လာမှာပါဒီတစ်ပတ်မှာတော့ဆရာတို့ပိတ်ရက်မရှိဘဲနဲ့9ရက်တောင်ကစားတာဖြစ်တဲ့အတွက်ဆရာရဲ့ဒီဘက်ကကဏ္ဍအားလုံးကအောင်လိမ့်မယ်လို့ဆရာယုံကြည်ပါတယ်ဒါကြောင့်မလို့ဆရာကဏ္ဍတင်ပေးတာဖြစ်ပါတယ်ဒီဘက်အတွင်းမပြောက်ပတ်တီကိုပြောပြပါမယ်ဒီဘက်အတွင်းမပြောက်ပတ်တီကတော့ဆရာတို့3ပတ်တီဖြစ်ပါတယ်3ပတ်တီကလည်းတော်တော်လေးကိုကောင်းပါတယ်လာမှာပါဒီဘက်အတွင်းမူကနန်း12ခွက်ကိုပြပြပေးပါမယ်20 58 81 38 69 12 36 94 6 90 4 3 ဖြစ်ပါတယ်ဆရာပြပြပေးတဲ့မူကနန်း12ခွက်ကလည်းသူကတစ်ပတ်ကိုတစ်ချိန်လောက်တော့မှန်ပါတယ်ရှစ်တစ်ပတ်ကတော့ဆရာရဲ့မူကနန်း12ခွက်ကဆရာတို့65တစ်ခွက်ကတော့အောင်ခဲ့ပါတယ်ဆရာရဲ့ channel ကို subscribe မရသေးရင် subscribe နှိပ်ထားပြီးတော့ဘေးကခေါင်းလောင်းလေးနှိပ်ထားပေးကြပါဆရာတင်တဲ့ဗီဒီယိုတိုင်းလေးကိုလက်မလေးနှိပ်ထားပြီးတော့ဗီဒီယိုကိုအစားဆုံးလိုက်ပြီးတော့ကြည့်သွားပေးကြပါဆရာဒီဘက်အတွက်ဘိုင်မရစ်ကိုပြပြပေးပါမယ်ဒီဘက်အတွင်းဘိုင်မရစ်ကတော့3ဘိုင်3ပရိတ်ဖြစ်ပါတယ်ရှစ်ဘက်ကဆရာ1ဘိုင်1ပရိတ်ပေးခဲ့တာဆရာတို့1ပရိတ်ကတော့အောင်ခဲ့ပါတယ်ဒီဘက်အတွင်း၄လုံးအခွေကိုပြပြပေးပါမယ်8931အာအခွေနဲ့9349အာအခွေဖြစ်ပါတယ်ဒီလုံးခွေလေးရတယ်ဆရာတို့အပတိုင်းကတော့တစ်ခွေရတော့အောင်ပါတယ်ရှေ့ဘက်ကတော့ဆရာတို့6531ဆိုတော့အခုတစ်ခွေတော့အောင်ခဲ့ပါတယ်ဆရာတပတ်အတွင်း1ချင်း5ခုကိုပြောပြပေးပါမယ်ဆရာဟောပြပေးတဲ့1ချင်း5ခုကတပတ်အတွင်းဆိုပေမဲ့ဘုဒ္ဓဦးမကျော်ဘဲနဲ့ကုန်တာများပါတယ်အားပေးတဲ့ကိုမတွေအနေနဲ့ဆရာပေးတဲ့ခဏန်းလေးကိုစောက်လေးနဲ့တရားရေးမှတ်ထားပြီးတော့ကစားကြည့်ကြပါအားလုံးအဆင်ပြေကြမှာပါဒီဘက်မှာတော့အလုံးအကုန်လုံးအဆင်ပြေကြမှာပါဘာလို့လဲဆိုတော့ဖောင်းရမရှိတာဖြစ်တဲ့အတွက်ကိုလိုက်ပြီးတော့ကစားကြည့်ကြပါ39 1ချိန်54 1ချိန်5ခွန်1ချိန်39 1ချိန်28 1ချိန်ဖြစ်ပါတယ်ဒီ1ချင်း5ခုဘယ်လိုကင်ဆော့ရလဲဆိုရင်ဇာတို့ပတ်တီးသမားတွေအနေနဲ့ကိုကြိုင်တဲ့ရအတွက်ကိုယူပြီးတော့တယ်ပတ်တီးအနေနဲ့သုံးလို့ရပါတယ်ဇာတို့ပတ်တီးသမားတွေဆိုလဲကပ်ပတ်တီးအနေနဲ့လည်းအသုံးတဲ့ပါတယ်ဒါကြောင့်မလို့အားပေးတဲ့ကိုမတွေအနေနဲ့1ချင်းကိုကင်ပြီးကစားတတ်တယ်ဆိုရင်တော့1ချင်းလေးတွေကင်ပြီးတော့ကစားကြည့်ကြပါအဆင်ပြေပါပါရှစ်တစ်ပတ်ကတော့အားလုံးသိကြတဲ့အတိုင်းပဲခဏ၄လုံးတောင်ပျောက်သွားတယ်ဆိုတော့အဆင်ပြေမှုလေးတွေတော့နေလိမ့်မယ်လို့ဆရာတွေ့ထင်ပါတယ်ဆရာရဲ့တပတ်စာနေတိုင်း၄လုံးအခွေလေးကိုပြောပြပေးပါမယ်ဆရာရှစ်ဘက်ကတော့ဒီ၄လုံးအခွေလေးကိုထုတ်မပေးခဲ့ပါဘူးဒီဘက်မှာတော့ဆရာဒီ၄လုံးအခွေလေးကိုပြန်ပြီးတော့ထုတ်ပြီးတော့ပေးပါမယ်ဆရာတို့တင်းနာနေမှာတော့1238အာခွေဖြစ်ပါတယ်မနက်ပိုင်းမှာ1238ကိုခွေထိုးပြီးတော့ညနေပိုင်းမှာလည်း1238ကိုပါခွေပြီးတော့ထိုးကြပါဘူးကလိုက်ပြီးတော့ထိုးနိုင်ဘူးကလိုက်ပြီးတော့ထိုးကြပါဆရာတို့အင်္ဂါနေ့မှာဆိုရင်တော့3496ကိုခွေပြီးတော့ထိုးအောင်ဖြစ်ပါတယ်မနက်ပိုင်းမှာ3496ကိုခွေထိုးပြီးတော့ညနေပိုင်းမှာ3496ကိုခွေပြီးတော့ထိုးကြပါတင်းနာနေ့မှာတော့တင်းနာနေ့ခွေကိုမနေ့ညထိုးပြီးတော့အင်္ဂါနေ့မှာတော့အင်္ဂါနေ့ခွေကိုမနေ့ညထိုးကြပါ
ဗုဒ္ဓဦးနေ့မှာတော့3945အခွန်အခွေဖြစ်ပါတယ်ကြာသပတေးနေ့မှာတော့1608အခွေဖြစ်ပါတယ်တောက်ကြနေ့မှာတော့246ခွန်အခွေဖြစ်ပါတယ်တစ်ချိန်ကတော့လာမှာပါအခုကထည့်ပြီးတော့ထိုးနိုင်အခုကထည့်ပြီးတော့ထိုးကြပါဆရာရဲ့ channel ရဆိုရင်ပုံကျော်ဇာတုပတ္တိယတစ်ချိန်တပတ်အတွင်းမပြတ်ပတ္တိယတစ်ချိန်တပတ်အတွင်းဝေကနတစ်ချိန်တပတ်စာနေတဲ့လေးလုံးအခွေရတစ်ချိန်ဆိုပြီးတော့၄ချိန်အမှာပေါအောင်တွက်ပြီးတော့ထုတ်ပြထားပါတယ်အဲ့ဒါပြင်ဆရာအနေနဲ့ by break ရေတပတ်စာ၄လုံးခွေရ1ချိန်5ခွေဆိုပြီးတော့ထပ်ပြီးတော့ဖြည့်ပေးထားပါတယ်ဆရာတော့အချိန်ရင်းနဲ့ယူတာဆိုတော့တပတ်ကိုတစ်ချိန်တော့တပတ်ကိုတစ်ချိန်တော့အနေနဲ့စီမှန်အောင်လုပ်ပေးထားပါတယ်ပုံကျော်ဇာတုပတ္တိယတစ်ချိန်ဆရာတို့နှုတ်ရပတ္တိယတစ်ချိန်ဆရာတို့တပတ်အတွင်းဝေကန12ကတစ်ချိန်ပေါ့ဆရာတော့အချိန်နဲ့ယူတာဆိုတော့တခွက်ထွက်တာနဲ့ဆရာရပါပြီပြီးရင်ဆရာအနေနဲ့ဒီတပတ်စာနေလိုက်လေးလုံးခွေရတစ်ချိန်ဆိုပြီးတော့ဆရာတို့တပတ်ကို၄ချိန်အမှာပေါအောင်တွက်ပြီးတော့ထုတ်ပြရတာဖြစ်ပါတယ်2D agent YouTube channel ကိုအားပေးကြတဲ့လူကြည့်ကိုမာတွေရောလူဟောင်းကိုမာတွေရောအခုပေးတာအခုဖော်ပြပေးတဲ့ကဏ္ဍတွေကိုစာအုပ်နဲ့ဒီမှတ်ထားပြီးတော့ပြည်ကြလိုက်ပြီးတော့ကစားကြည့်ကြပါအားလုံးအဆင်ပြေကြမှာပါ 2D agent YouTube channel ကိုအားပေးကြတဲ့အကိုပေါ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဘက်မှာလည်းအမြဲတမ်းရကြပါလို့ဆရာဆုတောင်းပေးပါတယ်